ဘာသာအခွန်တွေနဲ့ကံကောင်းမှုတွေပေါ့သူတို့ကဒီမှာအခွန်တွေလို့ပြောနေချင်ကြတယ်သူတို့ဘာမှမသိကြပါဘူးအချိန်ကအဖြစ်တော့တင်ရဲ့စက်ယုံကိုဒီမှာစောက်ရင်တင်ရဲ့ထုတ်ကုန်ကိုဒီမှာထုတ်လို့ရင်အခွန်ပေးစရာမလိုပါဘူးတင်ရဲ့ထုတ်ကုန်ကိုအခြားနိုင်ငံမှာထုတ်လို့မဲ့ဆိုရင်တော့ကျွန်တော်ကမင်းတို့ကို90%ပေးစေချင်တယ်မင်းတို့အဲ့ဒီမှာထုတ်ရင်မင်းတို့ထုတ်ကုန်ကိုကျွန်တော်မလိုချင်ဘူးလို့ပြောမှာပါဒါကြောင့်သူတို့အားလုံးဒီကိုပြောင်းရွှေ့လာကြပြီးစောက်လို့နေကြပါတယ်အခုဒီဒေါ်လာ19.2 trillion သုံးစွဲခဲ့ပြီးပါပြီတကယ်တော့အဲ့ဒါထက်တောင်ပိုပါသေးတယ်ဘာလို့လဲဆိုတော့အဲ့ဒါဟာပထမ73လ14လကိန်းကနန်းဖြစ်ပြီးအခုဆိုရင်အဲ့ဒါထက်နည်းနည်းပိုချခဲ့ပြီးဖြစ်လို့ပါဒါပေမဲ့နောက်တက်လာမဲ့အုပ်ချုပ်ရေးမှုအကြောင်းနဲ့တင့်ပြည်နယ်အတွက်နောက်တက်လာမဲ့သူအကြောင်းစဉ်းစားကြည့်ပါဒါပေမဲ့ပိုပြီးအရေးကြီးတာကတော့နောက်တက်လာမဲ့သမ္မတအကြောင်းစဉ်းစားကြည့်ပါတင်းရဲ့အုပ်ချုပ်ရေးမှုတင်းရဲ့နောက်အုပ်ချုပ်ရေးမှုကဘလောက်တောင်အော်စရာကောင်းတဲ့လှုပ်ဆောင်ချက်လဲလို့ပြောပါလိမ့်မယ်ပြည်နယ်တစ်ခုမှာစက်ရုံတွေနဲ့နေရာတွေဘလောက်တောင်စောက်နေလဲဆိုတာတင်တို့သိကြလိမ့်မယ်ပြီးတော့တင်းရဲ့နောက်သမ္မတကလည်းကျွန်တော်ဘလောက်တောင်အော်စရာကောင်းတဲ့လှုပ်ဆောင်ချက်ကိုလုပ်ခဲ့လဲလို့ပြောပါလိမ့်မယ်တင်တို့ Republican ကိုမဲမပေးရင်ပေါ့လေမဟုတ်ရင်တော့သူဟာ TV ကြည့်ရင်ပြင်းကြီးပြင်းတွဲထိုင်နေပါလိမ့်မယ်ဒါပေမဲ့မဟုတ်ပါဘူးသူတို့ကကျွန်တော်ဘလောက်တောင်အော်စရာကောင်းတဲ့လှုပ်ဆောင်ချက်ကိုလုပ်ခဲ့လဲကြည်စမ်းပါအောင်ဘာဒီမကောင်းဖြစ်ကုန်လဲကျွန်တော်မသိပေမဲ့ဒီနိုင်ငံကတော့တွားနေပြီလို့ပြောကြပါလိမ့်မယ်ကျွန်တော်တင်တို့ကိုပြောပြပါမယ်ကျွန်တော်တို့မှာကဘာပေါ်မှာဘယ်နေရာမှာမဆိုတဲ့အပူနွေးဆုံးအကောင်းဆုံးနိုင်ငံရှိနေပါပြီအဟော့ဆုံးနိုင်ငံပေါ့နော်19.2 trillion ဆိုတာတမိုင်းမှာမြည်နိုင်ငံမဆိုရင်းနှီးမြှုပ်နှံခဲ့ဘူးတာထက်ပိုပါတယ်ပြီးတော့အခြားကိန်းကနန်းအချက်လက်တေးသေးလေးတစ်ခုကျွန်တော်ဒီတိတ်ကိန်းကနန်းအချက်လက်တွေကိုသဘောကျပါတယ်ကျွန်တော်ဒါတွေကိုသဘောကျတယ်ကျွန်တော်ဒီပြင်းစရာကောင်းတဲ့မိတ်ကုန်းကိုဖတ်ရတာမုန်းတယ်ဘာလို့လဲဆိုတော့ပွင့်ပွင့်လင်းလင်းပြောရရင် prompter ဖတ်စရာမလိုတဲ့သမ္မတတယောက်ရှိတာမကောင်းဘူးလား prompter တွေကလွယ်ပါတယ်သူတို့ကပြင်းစရာကောင်းတယ် prompter နဲ့အတွင်နဲ့ဆိုရင်နည်းနည်းပြင်းလာပါလိမ့်မယ်ဒါပေမဲ့ဒီမှာတော့ကျွန်တော်တို့မရေးထားတဲ့ကိန်းကနန်းအချက်လက်တစ်ခုရှိပါတယ်ဒါပေမဲ့ဒါကဒီအချိန်အခုလက်ရှိမှာအရေးအကြီးဆုံးတွေထဲကတစ်ခုလို့ကျွန်တော်ထင်ပါတယ်အမေရိကန်မှာစံချိန်တင်အများဆုံးလူတွေလှုပ်နေကြပါပြီကျွန်တော်တို့မှာဘယ်တော့မှနှိစတာတော့မရှိခဲ့ပါဘူးအဲ့ဒီအရာကိုစဉ်းစားကြည့်ပါဟုတ်တယ်မဟုတ်လားအဲ့ဒီအရာကိုစဉ်းစားမယ်ဆိုရင်တော့ဘာလဲကျွန်တော်ပြောချင်တဲ့အရာတစ်ခုကတော့တင်တို့တည်တဲ့အတိုင်းသူတို့ကကုံစင်းနှုံးတက်တာရေးအကြောင်းဆက်ပြောနေကြတာပါတင်တို့တည်တဲ့အတိုင်းကျွန်တော်ရုပ်ခန်းနဲ့ဝင်သွားတယ်ကျွန်တော်ရုပ်ခန်းထဲမှာတရက်ရှိတဲ့ဟိုနောက်ကအထူးအကြောင်းတည်းမီဒီယာတွေကိုကြည့်လိုက်ပါဦးဒါပေမဲ့သူတို့ကကုံစင်းနှုံးတက်တာရေးအကြောင်းဆက်ပြောနေကြပါတယ်ကျွန်တော်စာချုပ်နှုံးကပထမဦးဆုံးတင်းစာစလင်ဘွက်ကိုမမိကြလားရောက်တော့တည့်ပဲရှိသေးတယ်သူတို့ကကြက်ဥတွေကောဘလို့လဲကြက်ဥတွေကောဘလို့လဲဆိုပြီးတော့ကျွန်တော်ကိုអော်ကြပါတယ်ကျွန်တော်ကကြက်တွေအကြောင်းပြောပြပါအောင်ဘာပြဿနာလဲလို့ပြောတယ်ပြီးခဲ့တဲ့နေ့တာတဲ့ငါးဆမကဈေးတက်နေတယ်ပေါ့ဆိုပါတယ်ကျွန်တော်ရောက်တော့တည့်ပဲရှိသေးတယ်လို့ပြောခဲ့တယ်အဲ့ဒီနောက်သူတို့ကကုံစင်းလုံးတက်တာကြီးကိုអော်ကြပါတော့တယ်ပြီးတော့တင်တော့တည်တဲ့အတိုင်းကျွန်တော်ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်ဒါပေမဲ့သူတို့ကအမြဲတမ်းအတိတ်ပဲလွဲအောင်ဖတ်ကြပါတယ်ဘာလို့လဲဆိုတော့ Democrat တွေဒါကိုပြောနေတာဟာလိမ့်လက်ဖြန်းမှုတွေဖြစ်တယ်လို့ကျွန်တော်ပြောခဲ့လို့ပါဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်ကကုံစည်းနှုံးကြီးမားမှုကိုဖြစ်စေခဲ့တာပါကျွန်တော်တို့ကဈေးနှုန်းတွေကိုအများကြီး short ချပေးနေပါတယ်ဘာတွေဖြစ်နေလဲကြည့်လိုက်ပါအများကြီးကျဆင်းလာနေပြီပြီးတော့အကြီးကျယ်ဆုံးနေတဲ့အီရန်ကိုကျွန်တော်တို့အပြည့်အနိုင်ယူပြီးတဲ့နောက်မကြခင်မှာပဲကျွန်တော်ကဟိုမို့ရီလက်ကြားကိုအမေရိကန်ရဲ့နာမည်တစ်ခုအဖြစ်ကြီးညာတော့မှာဖြစ်ပါတယ်အဓိကအားဖြင့်တော့ဒါဟာအဲ့ဒီလိုပါပဲကျွန်တော်တို့မှာပိတ်ဆို့တားဆီးမှုတွေရှိပါတယ်ကျွန်တော်တို့မလို့ချင်းရင်မီဒီတင်းမောများဖြတ်တန်းသွားလို့မရပါဘူးဒါပေမဲ့ဗင်နီဇွဲလားကိုဘယ်လိုလဲဗင်နီဇွဲလားကတော့တရက်စာစစ်ပွဲပါပဲအခုဆိုရင်ကျွန်တော်တို့သူတို့နဲ့အလွန်ကောင်းမှုစွာပူးပေါင်းဆောင်ရွက်နေပါတယ်ကျွန်တော်တို့ရင်းနှံဆယ်ပေါင်းတန်းပေါင်းများစွာကိုတင်သွင်းခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့တကယ်ကိုကောင်းဆောင်ရွက်နေပါတယ်ကျွန်တော်တို့နီလန်အတိုင်းကောင်းမှုစွာဆောင်ရွက်နေပါတယ်တင်တို့တည်တဲ့အတိုင်းကျွန်တော်စစ်တပ်ကိုတိစောက်ခဲ့တယ်အခုတော့ပုံပွင့်လင်းလင်းပြောရရင်ကျွန်တော်လိုချင်တာတဲ့နည်းနည်းပို့ပြီးသုံးခဲ့ရပါတယ်ဒါပေမဲ့အဆင်ပြေပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အနေနဲ့အီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်မပေးနိုင်လို့ပါပဲကျွန်တော်တို့သဘောတူကြတယ်မလားဒါကြောင့်အရာစုကကြဆင်းသွားပါပြီကျွန်တော်မစခင်ကခီးတစ်ခုသွားခဲ့ရတယ်ကျွန်တော်လူတွေကိုပြောခဲ့တယ် Howard Scott Marco တို့ကိုပြောခဲ့တယ်သူတို့အားလုံးအံ့ဩစရာကောင်းပါတယ်သူတို့မှဘယ်လောက်တောင်အံ့ဩစရာကောင်းတဲ့အဖွဲ့ရှိလဲဆိုတာဒါပေမဲ့ကျွန်တော်ကတကယ်ချင်းကျွန်တော်တို့မှာသမ္မတတယောက်အနေနဲ့မီရူမဆိုမရရှိခဲ့ဘူးတမအကောင်းဆုံးလတ်တလရှိခဲ့တာပါကိကနန်းတွေအခုတင်ထွက်လာတာပါကျွန်တော်အခုတင်ပြန်ရောက်လာပါကျွန်တော်အိုဝါမှာလူအချုပ်ကို
ကိုညီပိတ်ခဲ့ပြီးတော့ရုံးခန်းထဲမှာရှင်းနေတော့ဓာတ်ဆီဆိုင်ကိုကြည့်လိုက်တော့တက္ကလန်ကို$1.95ဖြစ်နေပြီအခြားတစ်ခုမှာတော့185ဖြစ်နေပါတယ်ကျွန်တော်ကဒီတက္ကလန်ကို185လို့ပြောခဲ့တယ်ပြီးတော့နောက်တစ်နှစ်မှာသူတို့တွေ့ခဲ့တယ်ကျွန်တော်ကမင်းတို့အတွက်သတင်းဆိုရှိတဲ့ကောင်းလေးတို့ကျွန်တော်တို့ Middle East ကိုခီးနေတွားရလိမ့်မယ်ဘာလို့လဲဆိုတော့ဖြစ်လာနိုင်တဲ့ဘေးအန္တရာယ်တစ်ခုဖြစ်လာနိုင်တဲ့အလွန်ကြီးမားတဲ့မိသားတစ်ခုကိုကျွန်တော်တို့ငြိမ့်သက်ရမှာမို့လို့ပါဒီလိုဘယ်တော့မှမမြင်ဘူးတဲ့မိတော့ပါကျွန်တော်တို့အနေနဲ့အီရန်ကိုဆက်သွားခွင့်မပေးနိုင်ပါဘူးကျွန်တော်တို့ B2 ဘုံကျဲလင်းတွေနဲ့မတိုက်ခိုက်ခဲ့ရင်သူတို့နျူကလ িয়ার ရတော့မှာပါကျွန်တော်တို့မတိုက်ခိုက်ခဲ့ရင်တင်တို့မှာနျူကလ িয়ার လည်းနဲ့ကြောက်ရောက်လာမှာဖြစ်ပြီးအဲ့ဒါကဒီနိုင်ငံနဲ့ဒီကမ္ဘာတစ်ခုလုံးအတွက်လုံဝန်းနေစရာကောင်းတဲ့နေ့ဖြစ်လာပါလိမ့်မယ်ဒါတော့ကျွန်တော်တို့ Middle East ကမင်းကိုမင်းငိမ့်တက်ရလိမ့်မယ်လို့ပြောခဲ့တယ်ပြီးတော့ကျွန်တော်တို့အဲ့ဒါကိုလှုပ်ဆောင်ခဲ့ပါတယ်သူတို့ဘယ်တော့မှနျူကလ িয়ার နဲ့ရမှာမဟုတ်ပါဘူးကျွန်တော်တို့အပြေဝပြင်ဆင်ထားပါတယ်ဒါကြောင့်ကျွန်တော်ဒါကိုပဲပြောချင်တာပါဒါကြောင့်တင်တို့အနေနဲ့တင်းရဲ့ဓာတ်စီအတွက်နည်းနည်းလေးပို့ပေးရတာဟာအလွန်ရုပ်မာတဲ့နိုင်ငံတစ်ခုအနေနဲ့နိုင်ငံတစ်ခုတကယ်မဟုတ်ပါဘူးအဲ့ဒါဟာကမ္ဘာမှာအကြမ်းဖက်မှုကိုထောက်ပံ့နေတဲ့နံပါတ်1နိုင်ငံပါအဲ့ဒီလိုနိုင်ငံမျိုးကိုနျူကလ িয়ার လက်နက်မပိုင်ဆိုင်စေချင်လို့လောက်ရတာဆိုတာကိုတတိယပါဒါကြောင့်နည်းနည်းလေးပို့ပေးရတဲ့အခါအဲ့ဒါကိုတတိယပါတင်တို့$4ပေးရတာအဆင်ပြေပါတယ်ကျွန်တော်ဆိုလိုတာကကျွန်တော်ဘယ်တော့မှတောင်းပန်မှာမဟုတ်ပါဘူးကျွန်တော်မှန်ကန်တဲ့အရာကိုလုပ်ခဲ့တာပါဒါပေမဲ့တင်တို့ရနိုင်ပါတယ်တင်တို့မှမရှိရင်တင်တို့ရောက်နေမှာပါကျွန်တော်ဆိုလိုတာကကျွန်တော်ပြည်နယ်အများပြားမှာ$2အောက်အထိရှော့ချပေးခဲ့ပါတယ်ဒါပေမဲ့ကယ်လီဖိုးနီးယားကတော့ထက်တွက်လို့မရပါဘူးဘာလို့လဲဆိုတော့သူတို့ကအခုနေထပ်တိုးကောက်နေလို့ပါရင်းနှံဈေးကိုရှော့ချလိုက်ရင်သူတို့ကရှော့ချလိုက်တာတဲ့ပိုပြီးအကုန်ကောက်လိုက်ရပါတယ်ဒါပေမဲ့တင်တို့ဒီရမှာကကျွန်တော်တို့လှုပ်ဆောင်နေတာတွေဟာကဘာကြီးအတွက်အလွန်ကြီးမားတဲ့ဝန်ဆောင်မှုတစ်ခုဖြစ်တယ်ဆိုတာပါပဲကျွန်တော်တို့ကိုယ်တိုင်အတွက်လည်းမဟုတ်ပါဘူးကဘာကြီးအတွက်ပါပြီးတော့ကျွန်တော်တို့တကယ်ကိုအံ့ဩစရာကောင်းလောက်အောင်ဆောင်ရွက်နေပါတယ်ကျွန်တော်တို့စစ်တပ်ဟာယုံကြည်စရာမရှိအောင်ကောင်းမွန်ပါတယ်ပိတ်ဆို့တားဆီးမှုတွေတားဆီးလို့မရပါဘူးအဲ့ဒါဟာတမန်နိုင်ငံတစ်ခုဖြစ်ပါတယ်ပိတ်ဆို့တားဆီးမှုတွေဟာတမန်နိုင်ငံတစ်ခုဖြစ်နေတယ်ဒါပေမဲ့ဟော်ကီရဲ့မူဝါဒတွေနဲ့ကောက်ကျစ်တဲ့သူကအဆိုးဆုံးပဲသူအဆိုးဆုံးမဟုတ်ဘူးလားကောက်ကျစ်တဲ့စင်နေချုပ်လက်တီယာဂျိမ်းစ်လိုမျိုးဒီမိုကရက်တစ်လို့ဖို့ကံပဲတွေပေါ့သူမကအလိန်အညာဆုံးပါပဲတကယ်ကိုမတန့်ရှင်းသူတယောက်ပါ